ဆန်ဆေးရည်ဆိုတာကျမတို့နေ့စဉ်စားသုံးနေတဲ့ဆန်ကိုထမင်းအဖြစ်မချက်ခင်မှာရင်းနဲ့ဆန်ကိုဆေးရကနေရတဲ့ရည်ပါကျမတို့အတော်များများကဆန်ဆေးရည်ကိုသုံးပြလိရှိကြပါတယ်ဒါပေမဲ့ရှေးရခင်တွေကဆန်ဆေးရည်ရဲ့အကျိုးအာနိသင်ကိုသိပြီးဆန်ဆေးရည်ကိုအလှအပအတွက်သုံးခဲ့တဲ့လူတွေလည်းရှိပါတယ်ဆန်ဆေးရည်ထဲမှာဆိုရင်အလှအပအတွက်နဲ့ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်တဲ့ဓာတ်တွေများစွာပါဝင်ကြောင်းလည်းတွေ့ရှိရပါတယ်ဆန်ဆေးရည်မှာပါတဲ့ကင်နိုစီတောဓာတ်ကသပင်ကျွတ်ခြင်းကိုကင်းဝေးစေပြီးသပင်ကိုတက်ဆန်းစေပါတယ်နော်မိုင်နိုအက်ဆစ်ဓာတ်ကလည်းဥယျာဉ်ပြားနဲ့ဆန်သားကိုအားဖြည့်ပေးပြီးတော့ဆန်သားကိုပို့ပြီးတော့ထူထဲစေပါတယ်ဆန်ဆေးရည်ဟာသပင်ကျန်းမာရေးအတွက်တာမကအသားရည်အတွက်လည်းအထောက်အကူပြုပါတယ်အရည်ပြားမှာရောင်ရမ်းပြီးအနေဆက်တွေထွက်ပါကဆန်ဆေးရည်ကိုတုပ်လင်းခြင်းဖြင့်တော်၎င်းဖြစ်တဲ့အရည်ပြားနေရာပေါ်ဆန်ဆေးရည်စိမ့်ထားတဲ့အဝတ်သက်ဂုံလေးကိုတင်အုပ်ပေးထားခြင်းဖြင့်၎င်းသက်သာပြကင်းစေနိုင်ပါတယ်ဆန်ဆေးရည်ကအသားရည်အဆိုဓာတ်ကိုထိမိနိုင်ပြီးသူ့မှာအန်တီအောက်ဆီဒန့်ဓာတ်တို့ဆန့်ကျင်ပစ္စည်းများစွာပါဝင်တဲ့အတွက်အသားရည်ခြောက်သွေ့တာအရေးကြောင့်ဖြစ်တာတွေကိုလည်းဒဏ်ကူစားထောက်ကူပြုပါတယ်မျက်နှာအစီပြန်လွယ်ပြီးဝက်ဆန်ဖြစ်လွယ်တဲ့အသားရည်ပိုင်ရှင်များအနေနဲ့လည်းဆန်ဆေးရည်နဲ့မျက်နှာတစ်ပေးပါကမှုန့်ညင်းပေါက်တွေကိုကျဉ်းမြောင်းစေပြီးအစီပြန်မှုကိုရှော့ချပေးတဲ့အတွက်ဝက်ဆန်ခဏခဏဖြစ်တာကိုလည်းတတ်တာစေပါတယ်ပြုလုပ်နေရတော့ဆန်ကို1 ရက်2 ရက်လောက်ဆေးလိုက်ပါပြီးရင်ခွက်ကြီးတစ်လုံးထဲမှာထည့်ထားပြီးရေ3 ခွက်လောက်ထည့်လိုက်ပါပြီးရင်ပလတ်စတစ်နဲ့ဖုံးလိုက်ပြီး10 မိနစ်ကနေ15 မိနစ်ထိစိမ်နာပါအဲ့ဒီနောက်ရေစစ်လိုက်ပြီးပလတ်စတစ်နဲ့ထပ်ဖုံးလိုက်ကအခန်းထဲမှာ1 ရက်သို့မဟုတ်1 ညထားပါနောက်တစ်နေ့မှာတော့အနံ့ကချင်းစုပ်စုပ်နဲ့ထွက်လာပါလိမ့်မယ်အဲ့ဒီရေကိုစူအောင်တဲပြီးအေးအေးခံမှခေါင်းလျှော်နိုင်တယ်လို့ဒီတိုင်းလေးလျှော်လို့ရပါတယ်စလုံးကြီးတစ်ခုတည်းကိုလောင်းထည့်ပြီးခေါင်းပေါ်မှာလောင်းချပေးပါပြီးရင်ရေစင်စင်ဆေးချလိုက်ရုံပါပဲဒီလိုပုံမှန်လေးလုပ်ပေးမယ်ဆိုရင်1 လ 2 လလောက်အတွင်းမှာတိတိတတ်တာထူးခြားလာမှာပဲဖြစ်ပါတယ်ကဲဒါကတော့ဘယ်ကူတတ်တာအကျိုးရှိတဲ့ဆန်ဆေးရည်ရဲ့ကောင်းကျိုးလေးတွေပဲဖြစ်ပါတယ်ဘယ်ကူရာမို့လိုက်လို့ကြည့်ပြီးစပ်ပါတဲ့ဆန်နယ်လေးတွေပိုင်ဆိုင်နိုင်ပါစေနော်တတ်တာ